ဘာလီဟာတချိန်ကဖော်ရွေတဲ့ယဉ်ကျေးမှုရင်သက်ရှူမောဖွယ်ရှုခင်းတွေနဲ့အေးချမ်းတဲ့ကမ္ဘာနိဗ္ဗာန်ဘုံတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီကနေ့မှာတော့ဒီအိမ်မက်မီဟာလုံးဝခြားနာတဲ့အခြေအနေတစ်ခုကိုရောက်ရှိနေတာကိုသတိထားမိမှာပါ။အခုဆိုရင်ဘာလီဟာကမ္ဘာအကြီးဆုံး digital nomad တွေစုဝေးရာနေရာတစ်ခုဖြစ်လာခဲ့ပါပြီ။ဒီနေရာမှာ online ကနေအလုပ်လုပ်သူတွေ YouTuber တွေနဲ့လုပ်ငန်းရှင်ဆိုသူတွေကိုနေရာတိုင်းမှာအလွယ်တကူတွေ့နိုင်ပါတယ်။သူတို့ဟာ Tinder လိုမျိုး dating app ဒီမှာအောင်မြင်အောင်ကူညီပေးတာဒါမှမဟုတ် AI နည်းပညာနဲ့လုပ်ငန်းတွေကိုအဆင့်မြင့်ပေးတာစတဲ့အလုပ်မျိုးစုံကိုလုပ်ကိုင်နေကြတာပါဒါပေမဲ့သူတို့ပြောနေတဲ့အောင်မြင်မှုတွေနဲ့လုပ်ငန်းတွေဟာတကယ်ပဲခိုင်မာမှုရှိရလားဆိုတာကတော့စဉ်းစားစရာဖြစ်လာပါတယ်ထူးဆန်းတာတစ်ခုကတက္ကသိုလ်ကနေထလိုက်တာ2လပဲရှိသေးတဲ့လူငယ်တယောက်ကကျောင်းသားတွေကိုစာမွေးပွဲမြန်မြန်ဖြေနိုင်အောင်တင်ပေးမယ်ဆိုပြီးကုမ္ပဏီထောင်းထားတာမျိုးပါနောက်ပြီးကိုယ်ပိုင်လုပ်ငန်းစတင်တာ2လပဲရှိသေးပေမဲ့တခြားသူတွေကိုဘဝအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးအကြံပေးနေတဲ့သင်တန်းဆရာတွေလည်းအများကြီးရှိနေပါတယ်လူမှုကွန်ရက်ပေါ်မှာတော့သူတို့ဟာအောင်မြင်နေတဲ့ပုံစံမျိုးကိုဖန်တီးပြလိရှိပါတယ်ဒါပေမဲ့ဝေဖန်သူတွေကတော့ဒါဟာအနှစ်သာရမရှိတဲ့သင်တန်းတွေကိုရောင်းစားနေတာသာဖြစ်တယ်လို့ထောက်ပြကြပါတယ်ဒီလိုလူနေမှုပုံစံတွေဟာဘာလီရဲ့မူလယဉ်ကျေးမှုအပေါ်ဘလို့တက်ရောက်မှုတွေရှိနေမလဲဆိုတာမိတ်ဆွေတို့ဆက်ပြီးလေ့လာကြည့်တင်ပါတယ်ဘာလီရဲ့သမိုင်းကိုပြန်ကြည့်ရင်ထောင်ရှေ့လာပြုလို့နှစ်တွေနောက်ပိုင်းအထိပြင်ပကဘာနဲ့အဆက်အသွယ်သိမ်းမရှိပဲလေယာဆိုင်ပြိုးရေးနဲ့ငါးဖမ်းလုပ်ငန်းကိုပဲအထက်ကလုပ်ကင်ခဲ့ကြတာပါဒါပေမဲ့2000ပြည့်နှစ်တွေနောက်ပိုင်းမှာတော့ကဘာလက်ခီးသွားတွေတဖြည်းဖြည်းများလာခဲ့တာပါအစပိုင်းမှာတော့ဒါဟာဒေသခင်တွေအတွက်စီးပွားရေးအခွင့်အလမ်းကောင်းတွေဖြစ်ခဲ့တာပါဒါပေမဲ့အခုနောက်ပိုင်းမှာတော့ Instagram လိုလူမှုကွန်ရက်တွေကြောင့်အခြေအနေတွေဟာထိမ့်မနိုင်သိမ့်မရဖြစ်လာခဲ့တာပါအញ្ញံကတစ်နှစ်ကိုခီးသွား9သိန်းလောက်ပဲရှိခဲ့ရကနီအခုဆိုရင်တစ်နှစ်ကို9သိန်းကျော်အထိတိုးတက်လာပါတယ်ဒီလိုအရှင်အဟုန်နဲ့တိုးတက်လာမှုဟာကျွမ်းရင်တဘာဝအလှတရားတွေကိုတဖြည်းဖြည်းဖြစ်စီစေတဲ့အကြောင်းရင်းတစ်ခုဖြစ်လာခဲ့တာပါခရီးသွားတွေကြားမှာဆမ်နာဆိုတဲ့အသက်30အရွယ်အင်ချန်မြေလုပ်ငန်းရှင်တယောက်ရဲ့ပြောကြားချက်ကလူပြောများခဲ့ပါတယ်သူဟာဘာလီမှာနေထိုင်ရင်တစ်လကိုဒေါ်လာ4သိန်းသိန်းကနေ9သိန်းကြားဝင်ငွေရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့ဝေဖန်သူတွေကတော့ကုန်ကျစရိတ်တက်တာရဲ့ဘာလီလိုနေရာမျိုးမှာနေထိုင်ရင်တစ်လကိုဒေါ်လာ1000ခွဲလန်းသုံးစွဲနေတယ်ဆိုတာဟာယူတိမရှိဘူးလို့ထောက်ပြကြပါတယ်နောက်ထပ်လူငယ်အချို့ကလည်းသူတို့ဟာအသက်22နှစ်အရွယ်မှာတင်တစ်လကိုဒေါ်လာတန်းချီဝင်ငွေရှိတဲ့ဖြည့်ဆွတ်စာလုပ်ငန်းတွေကိုလုပ်ကိုင်နေတယ်လို့ပြောဆိုကြပါတယ်ဒီလိုပြောဆိုချက်တွေဟာတကယ်ပဲအလုပ်ကိုးစားမှုကြောင့်လားဒါမှမဟုတ်နောက်ွယ်မှာတခြားအကြောင်းအရာတွေရှိနေတာလားဆိုလားဝေဖန်စရာတွေဖြစ်နေပါတယ်ဒီလိုအချောင်သမားဆန်တဲ့ယဉ်ကျေးမှုတွေဟာကျွန်းရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်ပါတယ်လူမှုကွန်ရက်ပေါ်ကဓာတ်ပုံတွေထဲမှာတော့ဘာလီဟာအယမ်းလှပနေတော့ပါမယ်ဒါပေမဲ့လက်တွေ့မှာတော့အခြေခံအဆောက်အုံတွေဟာခရီးသွားအရွယ်သက်ကိုမတောင်းခံနိုင်တော့ပဲအမိုက်ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်အမိုက်ပုံတွေဟာပြည့်လျာနေပြီးဒေသခံတွေဟာအမိုက်တွေကိုမီးရှို့ပြီးရှင်းလင်းနေရတဲ့အတွက်ကျွန်းတစ်ခုလုံးမှာမီးခိုးငွေတွေဖုံးလွှမ်းနေပါတယ်။ဒါအပြင်ခရီးသွားအချို့ဟာဘာလီရဲ့တန်းရှင်းစင်ကြယ်တဲ့တောင်တွေပေါ်မှာမသိလျော်တဲ့ဗီဒီယိုတွေရိုက်ကူးတာမျိုးနဲ့ဒေသခံတွေရဲ့ယုံကြည်မှုကိုစော်ကားတဲ့လုပ်ရပ်တွေကိုလှုပ်ဆောင်လာကြပါတယ်။ဒီလိုပြဿနာတွေဟာကျွန်းရဲ့တဘာဝပတ်ဝန်းကျင်နဲ့ယဉ်ကျေးမှုကိုတဖြည်းဖြည်းနဲ့ဖျက်ဆီးနေတာဖြစ်ပါတယ်။ဘာလီရဲ့ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အမျှနိုင်ငံတကာရာဇဝတ်ဂိုင်းတွေလည်းဝင်ရောက်လာတာကိုတွေ့ရမှာပါအထူးသဖြင့်ရုရှားနဲ့ယူကရိန်းနိုင်ငံသားတွေပါဝင်တဲ့မူးယစ်ဆေးဝါးဂိုင်းတွေဟာကျွန်းပေါ်မှာအခြေစိုက်ပြီးလုပ်ငန်းတွေလုပ်ကိုင်လာကြပါတယ်2024ခုနှစ်ဒီဇင်ဘာလမှာယူကရိန်းအမျိုးသားတစ်ယောက်ကိုရုရှားလူမိုက်တွေကပြန်ပြီးဆွဲပြီးဒေါ်လာ2သိန်းဖိုးလောက်ရှိတဲ့ crypto တွေလွှဲခိုင်းခဲ့တဲ့ဖြစ်စဉ်မျိုးလည်းရှိခဲ့ပါတယ်နောက်ထပ်ဝမ်းနည်းစရာကောင်းတာကတော့2026ခုနှစ်မှာယူကရိန်းအမျိုးသားတစ်ယောက်ဟာသူ့ရဲ့ရီးစားနဲ့အတူတပ်ပုံတင်ပြီးတရက်အကြာမှာပြန်ပြီးဆွဲကပြီးအသက်ခံခဲ့ရတာပါရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရဒီဖြစ်စဉ်မှာပါဝင်သူအားလုံးဟာနိုင်ငံသားတွေပဲဖြစ်ပါတယ်ဒီလိုရာဇဝတ်မှုတွေဟာဘာလီရဲ့လုံခြုံရေးကိုချိန်ချောက်လာနေပြီဖြစ်ပါတယ်ဘာလီရဲ့တဘာဝအလားတရားတွေကိုဖျက်ဆီးနေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့တရားမဝင်ဆောက်လုပ်ရေးတွေပါပဲနိုင်ငံခြားသားပိုင်ကုမ္ပဏီတွေဟာဒေတာကန်ဥပဒေတွေကိုချိုးဖောက်ပြီးလှပတဲ့လေကွင်းတွေနဲ့ရေတကွင်းတွေနားမှာဘီလာတွေကိုအပြိုင်ဆိုင်ဆောက်လုပ်နေကြတယ်ပါတယ်တနည်းကိုဟက်တာထောင်လောက်ရှိတဲ့မြေနေရာတွေဟာကွန်ကရစ်အဆောက်အုံတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အဆိုးရွားဆုံးဥပမာတစ်ခုကတော့ကမ်ပါယာမှာဆောက်လုပ်ဖို့ကြိုးစားခဲ့တဲ့ကျုပ်ကုမ္ပဏီတစ်ခုရဲ့မှန်ထက်လေကစီမံကိန်းပါပဲ
ဒေါ်လာ15သန်းလောက်အကုန်ရခံပြီး80ရာခိုင်နှုန်းလောက်ပြီးစီးနေပြီသူပဲတရားဝင်ခွင့်ပြုချက်မရှိတာကြောင့်အခုတော့ပြန်လည်ဖျက်သိမ်းနေရပါတယ်ဒါဟာဘာလီမှာဖြစ်ပျက်နေတဲ့အစီမကျတဲ့ဖွံ့ဖြိုးမှုတွေရဲ့ပြယူတစ်ခုပါပဲ ဒီလိုခီးသွွားလုပ်ငန်းတွေကြောင့်ဘာလီရဲ့စီးပွားရေးဟာ60ရာခိုင်နှုန်းလောက်ထိခီးသွွားလုပ်ငန်းပေါ်မှာမိခိုနေရပါတယ်။ဒါကြောင့်မျိုးဆက်အလိုက်ငါးဖမ်းလုပ်ငန်းနဲ့လေယာလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ဒေသခံတွေဟာအခုဆိုရင်ဟိုတယ်နဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာပြောင်းလဲလုပ်ကိုင်နေကြရပါတယ်။ဒါပေမဲ့မြေစင်းနှုန်းတွေက၄စားနေက6စားလောက်ထိမြင့်တက်လာတဲ့အတွက်ဒေသခံတွေအနေနဲ့ကိုယ့်မြေပေါ်မှာကိုယ်မနေနိုင်တဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်နေရပါတယ်။ Digital nomad တွေကတော့ဇိန်ခံကီဖီဆိုင်တွေမှာထိုင်ရင်သူတို့ရဲ့ဘဝဟာဘလောက်အေးချမ်းကြောင်းပြောနေကြပါတယ်။ဒါပေမဲ့အဲ့ဒီအပေါ်ယံအလှတရားတွေရဲ့နောက်ွယ်မှာတော့ဒေသခံတွေရဲ့ရိုးရာယဉ်ကျေးမှုတွေဟာတဖြည်းဖြည်းပျောက်ကွယ်လာနေတာဖြစ်ပါတယ် မက္ကဆီကိုနိုင်ငံကတူလန်မြို့လေးရလဲဘာလီလိုပဲတစ်ချိန်က Instagram မှာနာမည်ကြီးခဲ့တဲ့နိဗ္ဗာန်ပုံတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့အဲ့ဒီမြို့လေးကရာဇဝတ်ခိုင်းတွေရဲ့လက်ထဲကိုရောက်သွားပြီးကုန်စည်နှုန်းတွေအဆမတန်မြင့်တက်ကတဘာဝပတ်ဝန်းကျင်တွေလည်းပျက်စီးသွားခဲ့ပါပြီ။အခုဘာလီကလည်းအဲ့ဒီလမ်းစဉ်တိုင်းသွားနေသလားဆိုတာစိုးရင်စရာဖြစ်နေပါတယ်။အကယ်၍ဘာလီမှာကုန်စည်နှုန်းတွေမြင့်တက်လာပြီးတဘာဝပတ်ဝန်းကျင်တွေဆက်ပြီးပျက်စီးနေအောင်ပဲဆိုရင်ခရီးသွားတွေကတော့နောက်ထပ်နေရာအသစ်တစ်ခုကိုရှာပြီးထွက်ခွာသွားကြမှာပါ။ကြံခဲ့မှာကတော့ပျက်စီးသွားတဲ့တဘာဝတရားနဲ့ပျောက်ကွယ်သွားတဲ့ယဉ်ကျေးမှုတွေပဲဖြစ်ပါလိမ့်မယ်။ဒါဟာကျွန်တော်တို့ကဘာကြီးမှာဖြစ်ပျက်နေတဲ့ပုံစံတူပြဿနာတစ်ခုရဲ့အစိတ်ပိုင်းဖြစ်နိုင်တယ်ဆိုတာကိုသတိပြုမိစေချင်ပါတယ်